များအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုတွားရောက်ခဲ့တဲ့ခီးစဉ်အတွင်းမှာမြန်မာအာကာသယာဉ်မှုကိုအာကာသထဲဆေလွတ်ဖို့နဲ့အာကာသကနေကမ္ဘာမြေကိုချင်းချောက်လာမဲ့ဘေးအန္တရာယ်တွေကိုကာကွယ်သွားမယ့်အကြောင်းရုရှားနဲ့ဆွေးနွေးခဲ့တဲ့တဲ့မန္တလေးပြည်သူ့စေယုံကြီးရဲ့အရေးပေါ်ခန်းနဲ့ခွဲစိတ်ခန်းတွေစီကနေလေအေးပေးဆက်18လုံးကိုနေကင်းကြောင်တောင်အေးဆေးသက်သာဖြုတ်ခိုးခံလိုက်ရတဲ့အထိလုံခြုံရေးရန်ရာကြီးပြိုကျနေတဲ့အခြေအနေရခိုင်စစ်မျက်နှာမှာအဆအရာရာအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာလက်လွတ်လိုက်ရတဲ့တောင်ကုန်းမြို့ကိုပြန်လည်ရယူဖို့ရည်ရွယ်ချက်နဲ့အင်အား250ခန့်ကိုတရမင်းတုံးလမ်းကနေဆေးလွတ်လိုက်တဲ့အခြေအနေကေနီပြည်နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ဝင်ငွေစည်းစိမ်မှုတွေကိုဖျက်တောက်ဖို့အတွက်စစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ထုတ်ကုန်တွေကိုရောင်းဝယ်ဖောက်ကားတာမလုပ်ကြဖို့ KNDF ကတင်းတင်းကြပ်ကြပ်တားမြစ်လိုက်တဲ့တဲ့မြောက်ကိုရီးယားနိုင်ငံကဂျပန်နိုင်ငံရဲ့ကာကွယ်ရေးအသုံးစရိတ်စံချိန်တင်တိုးမြင့်လာမှုကိုပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့မြောက်ကိုရီးယားခေါင်းဆောင်တို့တွေ့ဆုံမဲ့အခြေအနေမြန်မာနိုင်ငံကနေထွက်ပြေးလာရတဲ့ရိုဟင်ဂျာတွေနေရပြန်နိုင်ရေးအတွက်အကြမ်းဖက်စစ်အုပ်စုပေါ်နိုင်ငံတကာအတိုင်းဝိုင်းကဖိအားပေးမှုတွေအရှိန်မြင့်လှုံ့ဆော်ဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးအသစ်ကတောင်းဆိုလိုက်တဲ့တဲ့အာကာသစူးစမ်းလေ့လာရေးပြိုင်ဆိုင်မှုတွေပြင်းထန်နေချိန်မှာတရုတ်နိုင်ငံရဲ့လာကဘာစူးစမ်းရေးမောင်းသူမဲ့ဒုံးပြန်လွှတ်တင်မဲ့အစီအစဉ်ကိုဘေးကင်းရေးအကြောင်းပြချက်နဲ့ရုတ်တရက်ရွှေ့ဆိုင်းလိုက်ရတဲ့တဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တိုင်းပြည်ကို6ကမ်းပါးတဲ့တွန်းပို့ထားတဲ့အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ရဲ့လက်တွေ့နဲ့အလှမ်းဝေးလွန်းလာတဲ့အာကာသစီမံကိန်းအိမ်မက်တွေအကြောင်းကိုစတင်တင်ဆက်ပေးကြပါမယ်အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာမကြသေးခင်ကရုရှားနိုင်ငံကိုတွားရောက်ခဲ့တဲ့ခီးစဉ်အတွင်းမှာမြန်မာနိုင်ငံသားအာကာသယာဉ်မှုတူကိုအာကာသထဲဆေလွတ်ဖို့နဲ့အာကာသကနေကမ္ဘာမြေအနီးကိုကြာရောက်လာနိုင်တဲ့အန္တရာယ်တွေကိုစောင့်ကြည့်ကာကွယ်သွားမဲ့စခန်းတစ်ခုတိစောက်ရေးကိစ္စရပ်တွေကိုရုရှားအစိုးရနဲ့အလေးနက်ထားဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်ခိုင်ဆိုးကတရားဝင်ထုတ်ဖော်ပြောဆိုလာတယ်။မနေ့ကမှရုရှားနိုင်ငံကနေနေပြည်တော်ကိုပြန်လည်ရောက်ရှိလာတဲ့မင်းအောင်လှိုင်နဲ့အတူဒီခီးစဉ်မှာကိုယ်တိုင်လိုက်ပါသွားခဲ့တဲ့ခိုင်ခိုင်ဆိုးကအခုလိုထုတ်ဖော်ပြောဆိုလာတာဖြစ်တယ်။အဆိုပါဆွေးနွေးမှုတွေထဲမှာဆိုရင်အဓိကအချက်ကြီး၄ချက်ပါဝင်နေပြီးလာမယ့်2028ခုနှစ်မှာမြန်မာနိုင်ငံသားအာကာသယာဉ်မှုတူဦးကိုအာကာသရဲ့အရောက်ဆေလွတ်နိုင်ရေးဆိုတဲ့အချက်ကထိတ်ဆုံးကနေပါဝင်နေတယ်။ဒါအပြင်ဂျိုဒုအခြေပြုရှာဖွေကယ်ဆယ်ရေးစခန်းတွေတိစောက်ဖို့ GNS တိစောက်ရေးလုပ်ငန်းစဉ်တွေနဲ့အာကာသကနေချင်းချောက်လာမဲ့အရာဝတ္ထုတွေကိုစောင့်ကြည့်ကာကွယ်ရေးအတွက်အထူးစခန်းတစ်ခုတိစောက်သွားဖို့အစရှိတဲ့အချက်တွေကိုပါရုရှားဘက်နဲ့နားလည်မှုစာချုပ်လွှာလက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့သိရတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်တွင်းမှာတော့ဝေဖန်လှောင်ပြောင်မှုတွေအကြီးအကျယ်ထွက်ပေါ်နေခဲ့တယ်။လက်ရှိချိန်မှာမြန်မာနိုင်ငံတဝန်းလုံးမှာစစ်ရေးပဋိပက္ခတွေအပြင်းထန်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာနေ့စဉ်နဲ့အမျှစခန်းတွေလက်လွတ်ဆုံးရှုံးနေရတဲ့အခြေအနေဖြစ်တယ်။တိုင်းပြည်ရဲ့စီးပွားရေးဟာအောက်ဆုံးအခြေအနေထိထိုးကျနေပြီးကုန်စည်နှုန်းတွေအဆမတန်မြင့်တက်လာမှုကြောင့်ပြည်သူလူထုရဲ့နေ့စဉ်လူမှုဘဝတွေဟာလွန်စွာကြက်တဲဆင်းရဲနေကြရတယ်။ဒီလိုအလွန်တရာဆိုးရွားလာတဲ့အကြက်တဲတွေကြမှာအကြမ်းဖက်စစ်ကောင်စီအနေနဲ့မြေပြင်ကအရေးပေါ်လိုအပ်ချက်တွေကိုလုံးဝမျက်ကွယ်ပြုပြီးကုန်ကျစရိတ်လွန်ကြီးမားလာတဲ့အာကာသယာဉ်မှုဆေးလိုရေးစီမံကိန်းတွေကိုဦးစားပေးဆွေးနွေးနေတာဟာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေအပေါ်ဘလောက်အထိဂရုမစိုက်ဘူးဆိုတာကိုမိမောင်းထုတ်ပြနေတယ်။အခုလိုအာကာသစီမံကိန်းတွေအကောင့်ထဲပေါ်ဖို့လိုအပ်မဲ့ဘဏ္ဍာငွေဘလောက်သုံးစွဲရမယ်ဆိုတာနဲ့ဤပညာပိုင်းဆိုင်ရာအသေးစိတ်အချက်လက်တွေကိုတော့စစ်ကောင်စီဘက်ကထုတ်ဖော်ပြောဆိုရခြင်းမရှိဘူးလို့သိရတယ်။ပြည်သူတွေစားဝတ်နေရေးခက်ခဲနေချိန်မှာစိတ်ကူးရင်အိမ်မက်တွေမက်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ရန်တရားကြီးဟာလက်တွေ့မြေပြင်မှာတော့အဖက်ဖက်ကနေပြိုကျပျက်စီးနေပြီဖြစ်တယ်။အကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားတွေဘလောက်ထိပျက်စီးယိုယွင်းနေပြီလဲဆိုတာကိုမန္တလေးမြို့ကဖြစ်စဉ်တစ်ခုကသက်သေပြနေတယ်။နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့မန္တလေးမြို့ကအဓိကပြည်သူ့စေယုံကြီးအတွင်းမှာနေကင်းကြောင်တောင်အချိန်ကြီးမှာအရေးပေါ်ခန်းနဲ့ခွဲစိတ်ခန်းတွေမှာတက်ဆင်ထားတဲ့လေအေးပေးဆက်အလုံးရေ18လုံးကိုတကိုးတွေကအေးဆေးသက်သာဖြုတ်ယူခိုးယူသွားခဲ့ကြတယ်။ဒီလိုပမာဏများပြားလာတဲ့လေအေးပေးဆက်တွေကိုဖြုတ်ယူဖို့ဆိုတာအချိန်တော်တော်ယူရမယ့်ကိစ္စရပ်ဖြစ်ပေမဲ့လုံခြုံရေးတာဝန်ရှိသူတွေနဲ့စေယုံအာဏာပိုင်တွေကလုံးဝသတိမထားမိခဲ့ဘူးဆိုတာဟာတရားဥပဒေစိုးမိုးရေးလုံးဝကင်းမဲ့နေပြီဆိုတာကိုထင်ရှားစေတယ်။အရေးပေါ်ဌာနပင်မဓာတ်မှန်ဌာနယာယီစာသင်ခန်းနဲ့ပင်မခွဲစိတ်ခန်းတို့မှာတက်ဆင်ထားတဲ့အဆိုပါလေအေးပေးဆက်တွေကိုတရက်ထဲနဲ့ဖြုတ်ယူသွားတာမျိုးတော့မဟုတ်ပဲအချိန်ရသလိုအစိပ်ပိုင်းတစ်ခုချင်းစီအလိုက်တည်တည်ချာချာဖြုတ်ယူသွားခဲ့တာဖြစ်တယ်။ဒီဖြစ်စဉ်မှာစေယုံကြီးရဲ့တန်ရှင်းရေးဝန်ထမ်းတဦးနဲ့သူ့ရဲ့မိသားစုဝင်တွေကိုယ်တိုင်ပူးပေါင်းပါဝင်ပတ်သက်နေတယ်လို့သိရတယ်။ကွန်ပရက်ဆာတွေနဲ့မော်တာတွေကိုလူနာတွေဝင်ထွက်သွားလာနေတဲ့ကြားကနေဖြုတ်ယူသွားနိုင်တာဟာအကြမ်းဖက်စစ်ကောင်စီလက်ထက်မှာပြည်သူပိုင်ပစ္စည်းတွေရဲ့လုံခြုံရေးဟာတုံ့ညအဆင့်ကိုရောက်ရှိနေပြီဆိုတာကိုအတိအလင်းပြသနေတယ်။လူနာတွေနေ့စဉ်နဲ့အမျှအသက်လုနေရတဲ့အရေးပေါ်ဌာနကြီးမှာလေအေးပေးဆက်တွေမရှိတော့တဲ့အတွက်ကျန်းမာရေးစောင့်ရှောက်မှုအရေးသွေးဟာလည်းအကြီးအကျယ်ထိခိုက်နေရပြီဖြစ်တယ်။စစ်ရေးနယ်ပယ်ကိုဆက်လက်လေ့လာကြည့်မယ်ဆိုရင်လည်း
အကြမ်းဖက်စစ်ကောင်စီဟာနေရာအနှံ့ပြားမှာအကြီးအကျယ်ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်။အထူးသဖြင့်ရခိုင်စစ်မျက်နှာမှာအာရခတပ်တော် AA ရဲ့ထိုးစစ်တွေကြောင့်စခန်းပေါင်းများစွာကိုလက်လွတ်ဆုံးရှုံးထားရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာအခုအခါမှာတော့ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကတည်းက AA ရဲ့သိမ်းပိုက်ခြင်းကိုခံထားရတဲ့တောင်ကုန်းမြို့ကိုပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးပမ်းလာနေတယ်။ဩဂတ်စ်လ22ရက်နေ့မနက်ပိုင်းအချိန်မှာတရက်မြို့ကပ္ပစစနစ်တပ်တွင်းကိုအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကား3စီးဝင်ရောက်လာခဲ့ပြီးအင်အား250ခန့်ဟာတရက်မင်းုံလမ်းပေါ်ကနေတဆင့်ကံမမြို့ဘက်ကိုဆက်လက်ထွက်ခွာသွားခဲ့တယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေစီကနေသိရလက်ရှိမှာအဆိုပါတပ်ဖွဲ့ဝင်တွေဟာရခိုင်ရိုးမကိုဖျက်ကျော်ပြီးတောင်ကုတ်မြို့ကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ကာကွယ်တပ်ဖွဲ့ဝင်တူကသုံးသပ်ပြောဆိုထားတယ်။အရင်ကကပ္ပစစနစ်အတွင်းကိုစစ်သားအင်အား2500ခန့်ထိရောက်ရှိနေခဲ့ပြီးအဲ့ဒီထဲကအင်အားထောင်ခန့်ဟာမင်းတုံးဘက်ကိုထွက်ခွာသွားခဲ့ရမှာအခုကနောက်ထပ်အင်အား250ခန့်ထပ်မံရောက်ရှိလာတာဖြစ်တယ်။တရက်မင်းတုံးလမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရင်တန်းတွေဆက်တိုက်ဖျက်ဆီးသွားလာနေတဲ့အတွက်ခီးသွွားပြည်သူတွေအနေနဲ့အထူးဂရုစိုက်သွားလာကြဖို့ကိုလည်းတရက်ခရိုင်တရင်လေးတာဝန်ခံကအရေးပေါ်တတိပေးချက်ထုတ်ပြန်ထားတယ်။မြေပြင်တိုက်ပွဲတွေမှာအထိနာလေးလမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာစစ်ရေးလှုပ်ရှားမှုတွေပုံမပြုလုပ်လာလေးဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေဖို့အလွန်အရေးကြီးနေပြီဖြစ်တယ်။စစ်ရေးရတာမကပဲစီးပွားရေးဘက်ကနေပါအကြမ်းဖက်စစ်ကောင်စီရဲ့အသက်သွေးကြောတွေကိုဖျက်တောက်ဖို့တော်လှန်ရေးအင်အားစုတွေကအရှိန်မြင့်ဆောင်ရွက်လာနေတယ်။ KNY ပြည်နယ်အတွင်းမှာဆိုရင်အကြမ်းဖက်စစ်တပ်နဲ့တိုက်ရိုက်ဖြစ်စေတွဲဝိုက်ပြီးဖြစ်စေပတ်သက်ဆက်နွယ်မှုရှိနေတဲ့အရက်ဘီယာနဲ့ဆေးလိပ်ထုတ်ကုန်တွေကိုလုံးဝရောင်းဝယ်ဖောက်ကားတာတွေမလုပ်ကြဖို့ KNY အမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ်1စစ်ဒေသကနေအထူးအသိပေးချက်တရက်ကိုထုတ်ပြန်လိုက်တယ်။တော်လိုင်းရေးအားစုတွေစိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေအတွင်းမှာစစ်တပ်ရဲ့ထုတ်ကုန်တွေကိုတားမြစ်ကန့်သက်ထားတဲ့ကြားကနေဒေသတွင်းရောင်းဝယ်မှုတွေကြဲကြဲပြန့်ပြန့်ရှိလာတဲ့အပေါ်အခုလိုထိထိရောက်ရောက်တားဆီးဖို့လှုံ့ဆော်လာတာဖြစ်တယ်။အဓိကတားမြစ်ထားတဲ့ကုန်ပစ္စည်းတွေထဲမှာဆိုရင်တကုံဘီယာမြန်မာဘီယာဘလက်ရှိဘီယာမန္တလေးဘီယာနဲ့ပရီမီယံအရက်ရူဘီဆေးလိပ်အစရှိတဲ့စစ်တပ်ရဲ့အဓိကဝင်ငွေရလမ်းကြောင်းတွေပါဝင်နေတဲ့ပြည်သူတွေအနေနဲ့အဆိုပါထုတ်ကုန်တွေကိုဝယ်ယူသုံးစွဲခြင်းဟာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုတွေကိုတွယ်ဝိုက်သောနီလန်းနဲ့ငွေကြေးထောက်ပံ့ပေးရရောက်နေတယ်လို့ KNDF တာဝန်ရှိသူတွေကရှင်းလင်းပြောဆိုထားတယ်။ဒါကြောင့်စစ်တပ်ထုတ်ကုန်တွေကိုမသုံးစွဲရေးဟာစစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ချေမှုန်းရေးမှာအလွန်အရေးပါတဲ့လမ်းစဉ်တရက်ဖြစ်ကြောင်းကိုလည်းတော်လိုင်းတပ်ဖွဲ့ဝင်တွေကလက်ကမ်းစာဆောင်တွေဖြန့်ဝေပြီးပြည်သူလူထုကိုပညာပေးအသိပေးမှုတွေပြုလုပ်နေတယ်။ Channel ကို like နဲ့ subscribe လုပ်ပေးခြင်းဖြင့် Channel လေးကိုလည်းအားပေးကူညီပါအောင်ခင်ဗျာ။ဆက်လက်ပြီးနိုင်ငံရေးစီးပွားရေးအကြက်တဲတွေကြားမှာပြည်သူလူထုအပေါ်အကြောင်းမျိုးမျိုးပြပြီးငွေညှစ်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရုပ်မာတဲ့လုပ်ရက်တွေကိုစကိုင်းတိုင်းရွှေဘိုမြို့ကဖြစ်စဉ်မှာတွေ့မြင်ရမှာဖြစ်တယ်။ရွှေဘိုမြို့တောင်ကားကြီးကွင်းအနီးမှာရှိတဲ့ဘီရင်အောင်ခီးတဲ့တင်ကအသင်းရဲ့လက်မှတ်အယောင်းဌာနကိုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကရုတ်တရက်ဝင်ရောက်စီးနင်းပြီးချိတ်ပိတ်သွားခဲ့တယ်။အကြောင်းရင်းကတော့အဆိုပါခီးတဲ့တင်ရင်ပေါ်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တူရဲ့ဇနီးဖြစ်သူလိုက်ပါစီးနင်းလာတာကိုတပ်ဆိုင်ရာစစ်တပ်စီကြိုတင်သတင်းမပို့ဘူးဆိုတဲ့ဆွဆွဲချက်နဲ့ဂိတ်မူးရင်မောင်းရင်နောက်လိုက်နဲ့လက်မှတ်ရောင်းစာရေးအမျိုးသမီး2ဦးအပါအဝင်အသင်းအင်ဂျီဝစ်ဆင်ထားသူအားလုံးကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်။ဩဂတ်လ22ရက်နေ့မနက်ပိုင်းမှာကားကွင်းထဲကိုစစ်သားတွေထပ်မံရောက်ရှိလာပြီးလက်မှတ်အယောင်းဌာနအပြင်အနီးနားမှာရှိတဲ့ BOC 13စီဆိုင်ကမန်နေဂျာကိုပါဆိုင်ရှိမှာကားတွေတန်းစီနေလို့ရင်ကြောပိတ်ဆို့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ထပ်မံဖမ်းဆီးသွားခဲ့ပြန်တယ်။နေ့စဉ်သွားလာနေတဲ့ခီးတဲ့ရာထောင်ချီထဲမှာဘသူကတော့အရက်သားဘသူကတော့ PDF မိသားစုဝင်ဆိုတာကိုကာကိတ်ဝန်ထမ်းတွေအနေနဲ့ဘလို့မှခွဲခြားသိရှိနိုင်စွမ်းမရှိဘူးဆိုတာကိုအကြမ်းဖက်စစ်တပ်ကကောင်းကောင်းကြီးသိနေပေမဲ့တသက်မဲ့အကြောင်းရှာပြီးဖမ်းဆီးငွေညှစ်နေတာဖြစ်တယ်။ဖမ်းဆီးခံရသူတွေကိုပြန်လည်လွတ်မြောက်လိုပါကငွေကျပ်300ကနေ300အထိအစမတန်တောင်းခံနေပြီးငွေမပေးနိုင်တဲ့လူငယ်တွေကိုတော့စစ်မှုထမ်းဥပဒေဆိုတဲ့ခေါင်းစဉ်တက်ပြီးတခြားနယ်မြေတွေကိုအတင်းကျပ်ပို့ဆောင်နေတယ်လို့ဒေသခံတွေကရင်ဖွင့်ပြောဆိုနေကြဒါအားအကြမ်းဖက်စစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်မှုနဲ့အောက်ခြေသိမ်းဖောက်ပြန်ပျက်စီးနေမှုကိုပြသနေတာပဲဖြစ်တယ်။မြေပြင်တိုက်ပွဲတွေမှာတစားတစားအင်အားချိနေလာတဲ့အကြမ်းဖက်စစ်ကောင်စီဟာအယက်သားပြည်သူတွေနေထိုင်ရာဒေသတွေကိုလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုသာအဓိကအားထားလှုပ်ဆောင်လာနေတယ်။မကွေးတိုင်းမြိုင်မြို့နယ်အနောက်ချမ်းမှာတည်ရှိတဲ့ဝဲဒုရေနံမော်ဒေသတဝိုက်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ခိုက်ရေးရဟတ်ယာဉ်တွေအသုံးပြုပြီးဇက်တိုက်ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်။ဩဂတ်လ23ရက်နေ့မနက်17:33မိနစ်အချိန်ကနေ17:06မိနစ်အချိန်ထိမုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေတက်လာတဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ဝဲဒုရေနံမော်အနီးဝန်းကျင်ကိုနှစ်ကြိမ်တိတိလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာအရက်သားထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေမဲ့ဒေသခံပြည်သူအများပြားဟာဘေးလွတ်ရာတောတောင်တွေထဲကိုထိတ်လန့်တကြားထွက်ပြေးတိမ်းရှောင်နေကြရတယ်။
ဒါအပြင်ဩဂုတ်လ21ရက်နေ့နဲ့22ရက်နေ့တွေမှာလည်းမိထီလာလေတပ်ကနေတက်လာတဲ့ Y8 လေယာဉ်ကြီးတွေအသုံးပြုပြီးမြိုင်မြို့နယ်မြောက်ပိုင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကိုလက်နက်ခဲယမ်းနဲ့ရိတ်ခါတွေကိုလေထီးတွေနဲ့ကျဲချပို့ဆောင်ပေးခဲ့ရတယ်။တစ်ချိန်တည်းမှာပဲစကိုင်းတိုင်းစားလင်းကြီးမြို့နယ်အတွင်းကိုလည်းဩဂုတ်လ23ရက်နေ့ညနေ9:00နာရီဝန်းကျင်မှာနာမခကနေတက်လာတဲ့ဂျက်တိုက်လေယာဉ်ရက်130တစီးနဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ပြန်တယ်။မြေပြင်မှာစစ်ကြောင်းမထိုးနိုင်တော့တဲ့အကြမ်းဖက်စစ်ကောင်စီဟာလေကြောင်းအသာစီးရယူပြီးပြည်သူတွေကိုအကြောက်တရားသွင်းဖို့ကြိုးပမ်းနေတာဟာသူတို့ရဲ့စစ်ရေးအရာကြာရှုံးမှုတွေကိုဖုံးကွယ်ဖို့အားထုတ်နေခြင်းသာဖြစ်တယ်။စစ်ရေးကိစ္စတွေကိုသာနေမအားညမနာအာယုံဆိုင်လှုပ်ဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာပြည်သူလူထုရဲ့နေ့စဉ်တွာလာရေးအတွက်အရေးပါလာတဲ့အခြေခံအဆောက်အုံတွေဟာလည်းအဆိုးရွားဆုံးပျက်စီးယိုယွင်းမှုတွေနဲ့ရင်ဆိုင်နေရတယ်။ AR တိုင်းအိမ်မဲမြို့ကိုအခြေပြုဆက်သွယ်ထားတဲ့အဓိကကားလမ်းမကြီးတွေဟာဒီနှစ်မိုးရာသီအတွင်းမှာလွန်စွာပျက်စီးနေပေမဲ့တိုင်းစစ်ကောင်စီနဲ့ကြန့်ခိုင်ရေးပါတီကလွှတ်တော်အမတ်ဟောင်းတွေဟာပြုပြင်ပေးဖို့လုံးဝမျက်ကွယ်ပြုထားကြတယ်။အိမ်မဲကနေမြောင်းမြအိမ်မဲကနေကြောင်းကုန်းအိမ်မဲကနေဓာတ်ကနဲ့အိမ်မဲမယန်းလမ်းပိုင်းတွေဟာနေရာအနှံ့ချိုင့်ကွက်အကြီးကြီးတွေဖြစ်ပေါ်နေပြီးရင်တွေပုံမှန်တိုင်းဖြတ်တန်းသွားလာဖို့တောင်အလွန်ခက်ခဲနေတယ်လို့ခီးတဲ့တင်ရင်မောင်းတွေကညှိတွားနေကြတယ်။အထူးသဖြင့်16မိုင်ခန့်သာရှည်လျားတဲ့အိမ်မဲမယန်းလမ်းပိုင်းမှာဆိုရင်အရင်ကမိနစ်20ခန့်သာမောင်းနေရတဲ့ခီးစဉ်ဟာအခုခါမှာတော့2နာရီနီးပါးအချိန်ပေးပြီးမောင်းနေရတဲ့အထိလမ်းအခြေအနေဟာဆိုးရွားနေပြီဖြစ်တယ်။အလားတူပဲ29မိုင်ခန့်ရှည်လျားတဲ့အိမ်မဲမြောင်းမြလမ်းပိုင်းဟာလည်းနေရာတိုင်းလိုမှာကတ်တရာတွေပွင့်ထွက်ပြီးရှုံ့ပွက်တွေဖြစ်နေတာကြောင့်ကုန်တင်ရင်တွေနဲ့ခီးတဲ့တင်ရင်တွေနေ့စဉ်နဲ့အမျှအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတယ်။ရွေးကောက်ပွဲကာလတုန်းကလမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်လုပ်ပေးမယ်လို့မဲဆွယ်ကတိပေးခဲ့တဲ့ကြန့်ခိုင်ရေးအမတ်တွေဟာအခုလိုပြည်သူတွေအခက်အခဲဖြစ်နေချိန်မှာတော့အရေးရောင်တောင်မပြရဲအောင်ပုံအောင်နေကြတယ်လို့ဒေသခံပြည်သူတို့ကပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလိုက်တယ်။ပြည်သူဗန္ဒာငွေတွေကိုစစ်လက်နဲ့ဝယ်ယူရမှာသာတုံးဆွဲနေတဲ့စစ်အုပ်စုကြောင့်တတိုင်းပြည်လုံးကလမ်းပန်းဆက်သွယ်ရေးစနစ်တွေဟာအောက်ဆုံးအခြေအနေကိုရောက်ရှိသွားခဲ့ပြီဖြစ်တယ်။အကြမ်းဖက်စစ်ကောင်စီဘက်ကအတိုင်းပြည်ကိုဖျက်ဆီးရေးလုပ်ငန်းတွေလှုပ်ဆောင်နေချိန်မှာတော်လိုင်းအင်အားစုတွေဘက်ကတော့မိမိတို့စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေမှာတိစောက်ရေးနဲ့ထိန်းသိမ်းရေးလုပ်ငန်းတွေကိုတက်တက်ကြွကြွလှုပ်ဆောင်နေကြတယ်။ရခိုင်ပြည်နယ်စစ်တွေခရိုင်နဲ့ပုံနာကျွန်းမြို့နယ်အကြားဆက်ဆက်နေတဲ့ခရိုင်ချင်းဆက်လမ်းမကြီးဘေးတစ်လျှောက်မှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဒေသစိမ်းလန်းဆိုပြေးရွေချက်တွေနဲ့အရေးရတစ်ပင်အပင်ရေ800ခန့်ကိုဩဂုတ်လ22ရက်နေ့ကအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့တယ်လို့သိရတယ်။ဒီတစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကိုရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတပ်တော် A ဦးဆောင်တဲ့ပြည်သူတော်လှန်ရေးအစိုးရရဲ့အခွန်ဌာနနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံးတို့ကဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီးတက်တက်ကြွကြွဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။အခုလိုတစ်ပင်တွေစိုက်ပျိုးပေးခြင်းအပြင်လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်တဘာဝအလှပတွေပုံမတိုးတက်လာမဲ့အပြင်ခီးသွွားပြည်သူတွေအတွက်လည်းအရေးအာဝါဒကောင်းကောင်းရရှိလာမှာဖြစ်တယ်။စိုက်ပျိုးပြီးသားအပင်တွေရေရှည်ရှင်သန်ကြီးထွားနိုင်ဖို့အတွက်လည်းရေလောင်းတာတွေပေါင်းတင်တာတွေနဲ့လိုအပ်တဲ့ပြုစုထိန်းသိမ်းမှုတွေကိုစင်ဆက်မပြတ်ဆက်လက်လှုပ်ဆောင်သွားမယ်လို့ AA တာဝန်ရှိသူတွေကသတင်းထုတ်ပြန်ထားတယ်။ဖြည့်ဆည်းခြင်းတက်ကိုသာဥတီနေတဲ့စစ်အုပ်စုနဲ့ပြန်လည်တိဆောက်ရေးကိုဥတီနေတဲ့တော်လှန်ရေးအင်အားစုတွေရဲ့လုပ်ရက်ကွာဟချက်ဟာပြည်သူတွေရှေ့မှောက်မှာအထင်ရှားပေါ်လွင်နေပြီဖြစ်တယ်။မြန်မာနိုင်ငံကပြည်သူတွေအတွက်ဆယ်စုနှစ်များစွာအသက်ပေးပြီးကျန်းမာရေးစောင့်ရှောက်မှုတွေပေးအပ်ခဲ့တဲ့ပုဂ္ဂိုလ်တဦးရဲ့လုပ်ရက်တွေကိုနိုင်ငံတကာကကြီးကြီးမားမားအတိအမှတ်ပြုလာတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးခြင်းနဲ့ထိုင်းမြန်မာနယ်စပ်မှာဖွင့်လှစ်ထားပြီးစစ်ဘေးရှောင်ပြည်သူတွေနဲ့ရွှေပြောင်းအလုပ်သမားတွေကိုအဓိကထားကုသပေးနေတဲ့ဒေါက်တာစင်တီယာမောင်ရဲ့မေတော်ဆေးကန်းဟာဂျပန်နိုင်ငံကချီးမြှင့်တဲ့13ကြိမ်မြောက်အိုကီနာဝါငြိမ်းချမ်းရေးဆုကိုဂုဏ်ယူပွဲရာဆွတ်ကူးရရှိသွားခဲ့ပြီဖြစ်တယ်။ဒီငြိမ်းချမ်းရေးဆုဟာနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာထူးချွန်ပြောင်မြောက်စွာစွမ်းဆောင်နိုင်ခဲ့တဲ့အဖွဲ့အစည်းတွေကိုသာရွေးချယ်ချီးမြှင့်တာဖြစ်ပြီးဂျပန်နိုင်ငံပြင်ပကအဖွဲ့အစည်းတစ်ခုကိုအခုလိုပထမဆုံးအကြိမ်ချီးမြှင့်တာဟာမေတော်ဆေးကန်းရဲ့ကြီးမားတဲ့အခမ်းကဏ္ဍကိုမိမောင်းထိုးပြနေတဲ့ပြီးခဲ့တဲ့35နှစ်တာကာလအတွင်းမှာမေတော်ဆေးကန်းဟာလူနာပေါင်း2တန်းကျော်ကိုအခမဲ့ဆေးကုသမှုတွေပေးအပ်ခဲ့ပြီးငှက်ဖျားရောဂါကုသမှု9000ကျော်နဲ့ကလေးမွေးဖွားမှု9000ကျော်ကိုအောင်မြင်စွာလက်ခံဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဂျပန်နိုင်ငံအိုကီနာဝါခရိုင်အစိုးရရဲ့ထုတ်ပြန်ချက်မှာအတိအလင်းဖော်ပြထားတယ်။လူမျိုးဘာသာနိုင်ငံသားခွဲခြားမှုမရှိဘဲအကူအညီလိုအပ်နေသူမှန်သမျှကိုကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့မေတော်ဆေးကန်းရဲ့လုပ်ရဟာလူသားဆန်မှုရဲ့အမြင့်မားဆုံးစံပြပြရုပ်တစ်ခုဖြစ်တယ်လို့စုရွေးချယ်ရေးကော်မတီကမှတ်ချက်ပြုထားတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့ဖိနှိပ်မှုတွေကြောင့်ပြည်သူတွေနေရက်စွန့်ခွာထွက်ပြေးနေရချိန်မှာဒီလိုဆေးကန်းမျိုးရှိနေတာဟာပြည်သူတွေအတွက်ကြီးမားတဲ့အားထားရတစ်ခုဖြစ်နေစေဖြစ်တယ်။ဆရာနာရှင်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်ပြည်ပနိုင်ငံအသီးသီးကိုထွက်ပြေးခိုလုံနေကြတဲ့မြန်မာနိုင်ငံသားတွေရဲ့ဘဝတွေဟာလည်းနိုင်ငံရပ်ခြားမှာလုံခြုံမှုမရှိသေးဘဲအခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေကြရတယ်။မလေးရှားနိုင်ငံစီလန်ကောပြည်နယ်မှာဆိုရင်ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့လူဝင်မှုကြီးကြပ်ရေးဌာနတို့ပူးပေါင်းပြီးအထူးစစ်ဆေးမှုတွေပြုလုပ်ခဲ့ရမှာတရားမဝင်နိုင်ငံသားအလုပ်သမားအမြောက်အများကိုဖမ်းဆီးခဲ့တဲ့ဩ
ဂတ်စ်လ23ရက်နေ့မနေ့အစောပိုင်းမှာပြုလုပ်ခဲ့တဲ့အဆိုပါဝင်ရောက်စီးနင်းမှုတွေအတွင်းမှာနိုင်ငံသားစုစုပေါင်း81ယောက်ကိုစစ်ဆေးမေးမြန်းခဲ့ပြီးအဲ့ဒီအထက်ကအထောက်အထားမပြည့်စုံတဲ့သူတွေကိုဖမ်းဆီးအရေးယူခဲ့တာဖြစ်တယ်။ဖမ်းဆီးခံရသူတွေထဲမှာဆိုရင်မြန်မာနိုင်ငံသားအမျိုးသား90နဲ့အမျိုးသမီး59ယောက်အထိအများဆုံးပါဝင်နေပြီးဘင်္ဂလားဒေ့ရှ်အင်ဒိုနီးရှားနဲ့အိန္ဒိယနိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရတယ်။သူတို့အများစုဟာဗီဇာတက်တန်းကျော်လွန်နေထိုင်တာတွေအလုပ်လုပ်ခွင့်အထောက်အထားမရှိတာတွေကြောင့်လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့အရေးယူခံထားရပြီးလက်ရှိမှာတော့သက်ဆိုင်ရာထိန်းသိမ်းရေးစခန်းတွေကိုပို့ဆောင်ခံထားရပြီဖြစ်တယ်။မိမိနိုင်ငံတွင်းမှာနေထိုင်လို့မရအောင်ဖိနှိပ်တပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီကြောင့်ပြည်သူတွေဟာအသက်အန္တရာယ်ကိုပဓာနာမထားဘဲပြည်ပကိုထွက်ပြေးနေကြရပေမဲ့ဟိုဘက်နိုင်ငံတွေရောက်တဲ့အခါမှာလည်းတရားဥပဒေရဲ့အကာအကွယ်မရဘဲအခုလိုဖမ်းဆီးခံနေကြရတာဟာအလွန်ကိုရင်နာစရာကောင်းတဲ့အခြေအနေတစ်ရပ်ပဲဖြစ်တယ်။နိုင်ငံတကာသတင်းများအနေနဲ့အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဆက်ဆက်နေတဲ့သတင်းတွေကိုဆက်လက်ကြည့်ရှုရအောင်ပါ။ရိုဟင်ဂျာဒုက္ခသည်တွေနေရပြန်နိုင်ရေးကိစ္စရပ်နဲ့ပတ်သက်ပြီးမြန်မာအကြမ်းဖက်စစ်အုပ်စုပေါ်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ဖိအားပေးမှုတွေပုံမအရှိန်မြင့်လှုံ့ဆော်မှုအသစ်ခန့်အပ်လိုက်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးကတရားဝင်တောင်းဆိုလိုက်တယ်။ဩဂတ်စ်လ23ရက်နေ့ကပြုလုပ်ခဲ့တဲ့တွဲဆုံပွဲတစ်ခုမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးကရိုဟင်ဂျာအကြက်တဲကိုနိုင်ငံတကာကမမေ့လျော့ကြဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးုံတက်တဲ့နဲ့မလုံလောက်ပဲရေရှည်ဖြည့်ရှင်းနိုင်မဲ့နည်းလမ်းတွေကိုရှာဖွေရမယ်လို့အလေးနဲ့ပြောဆိုခဲ့တယ်။အကြမ်းဖက်စစ်အုပ်စုဘက်ကတော့ဒီကိစ္စဟာမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြားကကိစ္စရပ်သာဖြစ်ပြီးနိုင်ငံတကာပြဿနာအဖြစ်ပုံဖော်နေတာကိုလက်မခံဘူးလို့ဩဂုတ်လ15ရက်နေ့ကတည်းကတံပြန်ထုတ်ပြန်ထားတယ်။တစ်ချိန်တည်းမှာပဲဩစတြေးလျနိုင်ငံကိုရောက်ရှိခိုလုံနေကြတဲ့ရိုဟင်ဂျာဒုက္ခသည်တွေဟာလည်းလွန်ခဲ့တဲ့2019ခုနှစ်ကဖြစ်ပွားခဲ့တဲ့တူလာတိုလီကျေးရွာအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုကြီးပေါ်တရားမျှတမှုရရှိဖို့ဆက်လက်တောင်းဆိုတိုက်တွန်းနေကြဆဲဖြစ်တယ်။ဩစတြေးလျမှာနေထိုင်နေတဲ့ Rocky Pigan ဆိုတဲ့ရိုဟင်ဂျာအမျိုးသမီးတူကတော့အဲ့ဒီအချိန်ကအသက်18လအရွယ်သားရှိသေးတဲ့သူ့ရဲ့ကလေးငယ်ကိုစစ်သားတွေကသူ့လက်ထဲကနေအတင်းအဓမ္မလူယူပြီးမိတဲ့ကိုရဲဆက်ဆက်ပစ်ချတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကိုမျက်ရည်ဆက်လက်နဲ့ပြန်လည်ဖွင့်ဟပြောဆိုလာတယ်။ဒီလိုဆိုးရွားလွန်းလာတဲ့လူခွင့်ရေးချိုးဖောက်မှုတွေနဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့အကြမ်းဖက်စစ်တပ်ဟာအခုချိန်မှာ ICJ တရားရုံးမှာတရားစွဲဆိုခံထားရပြီးနိုင်ငံတကာရဲ့အရေးယူမှုကိုခံရဖို့နှိကပ်လာနေပြီဖြစ်တယ်။ပြည်တွင်းပြည်ပအဖက်ဖက်ကနေနိုင်ငံရေးစစ်ရေးဥပဒေရေးရာဖိအားတွေရင်ဆိုင်နေရတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထွက်ပေါက်ပိတ်နေတဲ့အခြေအနေကိုဒီသတင်းတွေကရှင်းရှင်းလင်းလင်းပြသနေတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စစ်ရေးသတင်းများကိုကျွန်တော်တို့ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ Channel ကို like နဲ့ subscribe လုပ်ပေးခြင်းဖြင့် Channel လေးကိုလည်းအားပေးကူညီပါအောင်ခင်ဗျာ။အရှေ့လေပိုင်းဒေသစီကိုအာရုံပြောင်းကြည့်ရရင်အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေတန်ကိုအလူးလဲခံနေရတဲ့အီရန်နိုင်ငံရဲ့ပြည်တွင်းအကြက်တဲသတင်းကိုတွေ့ရမှာဖြစ်တယ်။အမေရိကန်အစိုးရရဲ့ပိတ်ဆို့အရေးယူမှုအသစ်တွေထပ်မံထွက်ပေါ်လာတော့မဲ့အခြေအနေတွေကြောင့်အီရန်အစိုးရဟာနိုင်ငံတွင်းကလောင်စာဆီဈေးနှုန်းတွေကိုမလွှဲမရှောင်သာတိုးမြင့်သတ်မှတ်ဖို့ပြင်ဆင်နေရပြီဖြစ်တယ်။အီရန်နိုင်ငံမှာအခြေခံစားတောက်ကုန်ဈေးနှုန်းတွေဟာအဆမတန်မြင့်တက်နေပြီးငွေကြေးဖောင်းပွားမှုတန်ကိုပြည်သူတွေအလူးလဲခံစားနေကြအချိန်မှာအခုလိုလောင်စာဆီဈေးနှုန်းမှာထပ်တက်လာမယ်ဆိုရင်အခြေအနေတွေဟာပိုမိုဆိုးရွားလာနိုင်တယ်လို့စီးပွားရေးပညာရှင်တွေကသုံးသပ်ထားတယ်။လူဦးရေ63တန်းရှိတဲ့အီရန်ပြည်သူတွေအတွက်အစိုးရအနေနဲ့အလွန်သက်သာတဲ့ဈေးနှုန်းနဲ့လောင်စာဆီတွေကိုနှစ်ပေါင်းများစွာထောက်ပံ့ရောင်းချပေးခဲ့ပေမဲ့အခုခါမှာတော့စစ်ပွဲဈေးတွေနဲ့အမေရိကန်ရဲ့စီးပွားရေးဖိအားတွေကြောင့်အစိုးရရဲ့ဗန်ဒါရေးအခြေအနေဟာထောက်ပံ့ကြီးတွေကိုဆက်လက်မခံနိုင်တော့တဲ့အနေအထားကိုရောက်ရှိနေပြီဖြစ်တယ်။နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကလည်းအီရန်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနှုန်းဟာလာမယ့်2026ခုနှစ်အတွင်းမှာထင်ရှားစွာကျဆင်းသွားနိုင်တယ်လို့ခန့်မှန်းထုတ်ပြန်ထားတယ်။လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့်ပြီးခဲ့တဲ့နှစ်တွေကလည်းတနိုင်ငံလုံးအတိုင်းအတာနဲ့အစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပေါ်ခဲ့မှုတာကြောင့်အီရန်အစိုးရအနေနဲ့ဒီဆုံးဖြတ်ချက်ကိုအလွန်တတိထားပြီးချမှတ်ရမယ့်အခြေအနေကိုစရောက်နေတယ်။အာရှပစိဖိတ်ဒေသတွင်းကစစ်ရေးနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုကြည့်မယ်ဆိုရင်လည်းတင်းမာမှုတွေကရောကျသွားခြင်းမရှိသေးပါဘူး။ဂျပန်နိုင်ငံအနေနဲ့လာမယ့်ဘဏ္ဍာရေးနှစ်အတွက်ကာကွယ်ရေးအသုံးစရိတ်ကိုစံချိန်တင်နေနဲ့အမေရိကန်ဒေါ်လာ56ဘီလီယံထိတိုးမြင့်တောင်းခံဖို့စီစဉ်နေတဲ့အပေါ်မြောက်ကိုရီးယားအစိုးရကပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်လိုက်တယ်။ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒီအစီအစဉ်ဟာဒေသတွင်းလက်နက်ပြိုင်ဆိုင်မှုတွေကိုပုံမကြီးထွားလာစေပြီးကမ္ဘာတဝန်းလုံခြုံရေးကိုထိခိုက်စေနိုင်တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီကနေတဆင့်တရားဝင်ထုတ်ပြန်ဝေဖန်ထားတာဖြစ်တယ်။ဂျပန်နိုင်ငံဟာဒုတိယကမ္ဘာစစ်ပြီးကတည်းကကျင့်သုံးခဲ့တဲ့မိမိကိုယ်ကိုကာကွယ်ရေးတပ်ဆိုတဲ့မူဝါဒကနေသွေးဖေပြီးစစ်ရေးအင်အားတိစောက်မှုတွေပုံမလှုပ်ဆောင်လာတာဟာစစ်ပွဲအတွက်ကြိုတင်ပြင်ဆင်နေတာဖြစ်တယ်လို့မြောက်ကိုရီးယားဘက်ကဆွဆွဲထားတယ်။ဒီလိုဒေသတွင်းတင်းမာမှုတွေမြင့်တက်နေချိန်မှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့မကြာခင်အချိန်အတွင်းမှာတိုက်ရိုက်တွဲဆုံဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့အတည်ပြုပြောဆိုထားတယ်။အမေရိကန်အနေနဲ့တောင်ကိုရီးယားနဲ့နှစ်စဉ်ပြုလုပ်နေကြပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုလည်းတိတိတတ်တာရှော့ချသွားဖို့ဆုံးဖြတ်ထားတယ်လို့သိရပြီးဒါဟာကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက်အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာနိုင်တယ်လို့နိုင်ငံတကာကစောင့်ကြည့်လေ့လာနေကြတယ်။
အာကာသစူးစမ်းလေ့လာရေးနယ်ပယ်မှာလည်းအင်အားကြီးနိုင်ငံတွေကြားအားပြိုင်မှုတွေကကြီးမားနေစေဖြစ်တယ်။တရုတ်နိုင်ငံရဲ့လကမ္ဘာစူးစမ်းရေးအစီအစဉ်တွေကအရေးအကြီးဆုံးမစ်ရှင်တစ်ခုဖြစ်တဲ့ချန်အဲ9မောင်းသူမဲ့ဒုံးပြန်လွှတ်တင်မဲ့အစီအစဉ်ကိုတရုတ်အာကာသအေဂျင်စီကရုတ်တရက်ရွှေ့ဆိုင်းလိုက်ရတယ်လို့သတင်းထုတ်ပြန်လိုက်တယ်။ဩဂတ်စ်လ23ရက်နေ့မှာပြုလုပ်ခဲ့တဲ့အလုံးစုံစစ်ဆေးသုံးသပ်မှုတွေအပြီးမှာဘေးကင်းလုံခြုံရေးနဲ့ယုံကြည်စိတ်ချမှုအပိုင်းကိုအဓိကဦးစားပေးတဲ့အနေနဲ့သတ်မှတ်ထားတဲ့ရက်မှာလွှတ်တင်တော့မှာမဟုတ်ဘူးလို့ကြေညာခဲ့တာဖြစ်တယ်။တရုတ်နိုင်ငံဟာအာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘဏ္ဍာငွေဒေါ်လာဘီလီယံနဲ့ချီပြီးယင်းနှိမ့်မြှုပ်နှံထားကလာမယ့်2030ပြည့်နှစ်မတိုင်ခင်မှာလူသားကိုယ်တိုင်လကမ္ဘာပေါ်ဆင်းသက်နိုင်မဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့အပြင်းထန်ကြိုးပမ်းနေတာဖြစ်တယ်။ဒီကြိုးပမ်းမှုဟာအမေရိကန်ပြည်ထောင်စုရဲ့လကမ္ဘာစူးစမ်းရေးစီမံကိန်းတွေနဲ့တိုက်ရိုက်ရှင်ပြိုင်နေတာဖြစ်ပြီးပြီးခဲ့တဲ့သတင်းပတ်တွေကလည်းတရုတ်ရဲ့ဆက်သွယ်ရေးဂျိုဒုတည်ဆောင်သွားတဲ့ဒုံးမြန်ဒဇင်ပြတ်ကျခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တာကြောင့်အခုလိုချန်အဲ9မစ်ရှင်ကိုသတိထားပြီးအချိန်ဆွဲလေ့လာနေတာဖြစ်တယ်လို့ပညာရှင်တွေကသုံးသပ်ထားကြတယ်။